ကဲအားလုံးပဲကျွန်တော်တို့တူတီချင်းမိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ကိုပန်းကြီးဆိုတဲ့ channel တစ်လေးကနေပြီးတော့နှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဥစ္စာပထမအနေနဲ့ကျွန်တော်ရဲ့ဒီ live နော် video file လေးကိုဝင်ကြည့်တဲ့ကောင်မလေးအားလုံးပဲကြားမှချမ်းသာပြီးတော့လိုရင်းဆန္ဒတွေပြကြနေကြပါစေเนาะကဲအားလုံးပဲကျွန်တော်တို့မင်္ဂလာရှိတဲ့ညချမ်းလေးပြကြပါစေเนาะကဲဘာလို့လဲကျွန်တော်တို့မနက်ဖြန်ဆိုရင်အဖွင့်နေလျာပြန်စပြီအဲ့တော့အဖွင့်နေစရဖြစ်တဲ့တော့ကြောင်းနဲ့ကျွန်တော်တို့ရဲ့တောင်းဝင်ရเนาะကျွန်တော်မိတ်ဆွေတွေဆော့ဖို့အတွက်ဒါနေတိုက်ကြိုက်တဲ့ကောင်မလေးအတွက်ပေါ့เนาะအဖွင့်နေမှာမနက်ဈေးမှာဆော့ရမယ်ကျွန်တော်တို့ဒါတီတီမီမီဆော့ရမယ်ကျွန်တော်တို့လုံးမိုင်လေးတွေเนาะအပီးခွေလေးတွေနဲ့ကျွန်တော်တို့အကြိုက်ဆုံးတပတ်ကောင်းလေးတွေပြောပြမဲ့ video file လေးဖြစ်ပါတယ်ဗျအဲ့တော့ video file လေးကိုကျွန်တော်တို့မကြော်ပဲမိရပဲနဲ့စိတ်ရှိနဲ့ကျွန်တော်တို့အဆုံးလေးကိုအကြည့်စေချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ video file ကအရင်မကြပါဘူးအများဆုံးကြာမှာ9မိနစ်6မိနစ်ပဲဆိုတော့เนาะစိတ်ရှိနဲ့ကြည့်ရင်เนาะအကျိုးအများကြီးရပါလိမ့်မယ်ဗျာเนาะဟုတ်ပြီလားကဲဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ဗာပြောမလဲဆိုတော့ပုံမှန်တိုင်းလေးပဲလက်မလေးမနေရတဲ့ကောင်မလေးနှိပ်သွားပြီးတော့ channel လေးကို subscribe လေးမလုပ်ရတဲ့ကောင်မလေးတွေကလည်းလုပ်သွားပြီးကြပါဦးပြီးတော့နောက်တစ်ပတ်ဒီကျွန်တော်တို့ဆော့ရမှာက3ရက်ပဲရှိရဲတနင်္လာခြားသားပြီးတောက်ကြ3ရက်ပဲရှိရတဲ့အတွက်ကြောင့်တော့ကျွန်တော်မနေ့ကဗီဒီယိုဖိုင်မှာတော့ဒါနောက်စာတို့မွေးခြင်းနဲ့အဖွက်မွေးနိုင်တဲ့ကောင်မလေးတို့ကျွန်တော်ဇာတို့မွေးရမယ့်ဟာလေးတော့ပြောပြသွားပြီအဲ့တော့ငါတို့ကတော့ဇာတို့မွေးခြင်းနဲ့ဒါပေမဲ့ကိုပန်ကြီးနဲ့ပဲကန်ဆက်ကျင်နေဆိုတော့အကူမလေးတွေကကန်ဆက်ကျင်နေဆိုကျွန်တော်ဒါဒီနေ့ညဝင်လို့ရပါသေးပြီးကျွန်တော်မနက်10:00နာရီထိတော့ဝင်လို့ရပါတယ်ကျွန်တော်ခဏန်းကတော့ပုံမှန်တိုင်းလေးပဲကျွန်တော်မနက်8:00နာရီစပြီးတော့ပြမယ်အဲ့တော့ကျွန်တော်အခုနောက်ပိုင်းခေါ်တဲ့ပုံစံတိုင်းလေးပဲကျွန်တော်ဒီဒါပါတီတစ်မျိုးနဲ့ခေါ်ပေးကြတယ်ပါတီတစ်မျိုးမှာဆိုရင်ပါတီနဲ့ပတ်သက်ပြီးတော့အဓိကတင်ဆော့မယ်ခဏန်း3ခက်ရှိမယ်အဓိကဒီကျွန်တော်ပါတီကိုအဓိကတင်ဆော့အဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိုက်မယ်เนาะအဲ့တော့ကန်ဆက်ကျင်နေဆိုတဲ့ကိုမာလေးတွေကကျွန်တော်ရဲ့ဖုန်းနံပါတ်လေးရှိပါတယ်39 990 964 12ဆိုတဲ့အဲ့ဒီဖုန်းနံပါတ်မှာကျွန်တော်မှာ Viber ရှိတယ် Telegram ရှိရเนาะအဆင်ပြေတဲ့နေရာနေပြီးတော့ဆက်သွယ်ပြီးတော့ဒါကန်ဆက်လို့ရပါတယ်ဒါဝင်နေဆိုတဲ့ကိုမလေးပြောတာပေါ့เนาะကျွန်တော်တို့ပညာကြီးကတော့ကျွန်တော်တို့တစ်ခွဲပါဗျာเนาะကျွန်တော်လိုရတဲ့ဆိုတဲ့ကိုမလေးတွေကလာယူလို့ရကဲဒါလေးကတော့ကျွန်တော်တို့ကြော်ညာလေးခဏဝင်လာအဲ့တော့ပြီးသွားပြီဆိုကျွန်တော်တို့ဗာသွားမလဲဆိုရင်မနက်ဖြန်ကိုငါတို့ကဒီမနက်ဖြန်ပါเนาะကျွန်တော်29ရက်9လ2026เนาะမနက်ဖြန်ကျွန်တော်တို့မနက်ဈေးမှာလုံးဝပတ်ချင်တဲ့ဆိုတဲ့ကိုမလေးတွေဘာရှိမလဲဆိုကျွန်တော်တို့9ပိုင်း4ပိုင်းလေးရှိပါတယ်ဗျအဲ့တော့အဲ့9လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကတင်ဆောင်ရမယ်ဒူမိန်နေမိန်ကွက်တွေကိုကျွန်တော်ဘက်ကနေပြောပြမယ်เนาะအဲ့တော့တေချာလေးလိုက်ပြီးတော့နားထောင်မယ်အဲ့တော့ပုံမှန်တိုင်းလေးပဲစာအုပ်နဲ့ဘောပင်လေးတွေကမယူရသေးကောင်မလေးတွေကသွားပြီးတော့ယူထားမယ်စာအုပ်နဲ့ဘောပင်မရှိတဲ့ကောင်မလေးတွေကအဆင်ပြေမဲ့ဆိုရင်ဒီဗီဒီယိုဖိုင်လေးရဲ့ comment အောက်လေးမှာတယောက်တစ်ချက်စီဝင်မှတ်ပြီးတော့ကြပါဦးเนาะအဲ့တော့ကျွန်တော်စမယ်ဗျအရင်ဆုံး9ပိုင်း4ပိုင်းကကျွန်တော်မနက်ဖြန်ကိုပတ်ချင်တယ်ဆိုတာပတ်သီးနေနဲ့ရှိမယ်เนาะအဲ့တော့9နဲ့4နဲ့ပတ်သက်ပြီးတော့ဒူမွင်းနေနဲ့ဆောင်းမဲ့ကဏ္ဍလေးတွေကကျွန်တော်ပါရှိမလဲဆိုရင်9နဲ့ဆိုရင်93ရယ်95ရယ်ကျွန်တော်တို့ရှိမယ်4နဲ့ဆိုရင်เนาะ48နဲ့40ဆိုပြီးတော့ကျွန်တော်ဒီကဏ္ဍ4ခွက်သီးမနက်ဖြန်ကိုဒူမွင်းနေနဲ့ဆောင်းလို့ရတယ်เนาะကျွန်တော်နောက်တစ်ခါပြန်ပြီးတော့ပြောပြမယ်9နဲ့ပတ်သက်ရင်93 98เนาะ4နဲ့ပတ်သက်ရင်เนาะ48နဲ့40ဆိုကြဒီကနေ့4ခွက်တွေကျွန်တော်မနက်ဖြန်ကိုတာ7နာရီ10မိနစ်ဈေးမှာဒူဝင်းနေနဲ့ဆော့လိုက်ရဒါလေးပြောရကျွန်တော် main ခွက်အနေနဲ့ဆိုပါရှိမလဲဆိုရင်9နဲ့ပတ်သက်ရင်เนาะ90 98 4နဲ့ပတ်သက်ရင်เนาะ43နဲ့45ဆိုပြီးတော့ဒီကနေ့4ခွက်ကတော့ကျွန်တော်တို့ဒါ main ခွက်အနေနဲ့ဆော့လိုက်ရအဲ့တော့မနက်ဖြန်ကို9နဲ့4နဲ့ပတ်သက်ရင်မနက်ဖြန်ကို90 98เนาะဒီ43နဲ့45ဆိုတော့ဒီကနေ့လေးတွေကကျွန်တော်တို့main ကွက်နေနဲ့ဆော့လိုက်ရနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ညီကိုပေါ့နော်။ရှေ့တစ်ဘက်ကကျွန်တော်တို့မထွက်သွားတဲ့ညီကိုကဒီတစ်ဘက်မှာကျွန်တော်အစောကြီးချပေးနေတဲ့တော့ကျွန်တော်ဘက်ကတော့မြင်နေအဲ့တော့ကြောင်း main ကွက်မှာဆိုရင်တော့9နဲ့ပတ်သက်တဲ့ညီကို4နဲ့ပတ်သက်တဲ့ညီကိုလေးတွေကိုကျွန်တော်ဘက်ကနေဦးစားပေးပြီးတော့ထည့်ပေးထားတယ်။အဲ့တော့ပါတီပြီးသွားပြီဒိုမိန်ပြီးသွားပြီ main ကွက်ပြီးသွားပြီဆိုတော့တကွက်ကောင်းလေးမပြောခင်မှာဟုတ်ပြီကိုပိုင်ကြီးရေငါတို့ကတော့ခွေခြင်းနဲ့အပီးခွေလေးပြောပြပါဆိုရင်မနက်ဖြန်အတွက်ကျွန်တော်တို့အပီးခွေနော်ကီးအပီးခွေလေးကဘာရှိလဲဆိုရင်3853ညဆိုတော့ကျွန်တော်တို့ကကီးပြီးခွေလေးရှိပါတယ်အဲ့တော့ငါတို့ကတော့မပတ်ချင်ဘူးเนาะခဏလည်းမထိုးချင်ဘူးအပီးခွေလေးနဲ့ပဲစောချင်တယ်ဆိုတော့ကိုမလေးတွေကမနက်ဖြန်မှာ3853ညဆိုတော့ကျွန်တော်ကီးခွေလေးရှိပါတယ်အဲ့တော့ကိုလိုသလိုမျိုးလေးเนาะခွေချင်လဲခွေစောမခွေချင်လဲကိုကြိုက်တဲ့ကဏ္ဍလေးနဲ့ကပ်ပြီးတော့စောလို့ရပါတယ်ဗျာเนาะကဲဟုတ်ပြီလားအဲ့တော့ပြောမယ့်ဟာလေးတွေကတော့ဆုံးပြီအဲ့တော့ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းလေးเนาะ9ပိုင်းနဲ့တစ်ခွက်ကောင်းလေးပြီးသွားရင်တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကပြီးပြီအဲ့တော့မပြောခင်လေးမှာเนาะငါတို့ကကိုမကြီးနဲ့ကန်ဆက်ချင်တယ်ဆိုတော့ကိုမလေးတွေเนาะကျွန်တော်နောက်တစ်ပတ်ကိုเนาะကျွန်တော်ပတ်သီးလေးနဲ့ထိထိမိမိလိုချင်တဲ့ငါတို့ကကိုမကြီးနဲ့ကန်ဆက်ချင်တယ်ဆိုတော့ကိုမလေးတွေကကျွန်တော်ရှိမှဒါလာပြီးတော့ကန်ဆက်လို့ရပါတယ်เนาะဖုန်းနံပါတ်လေးကတော့ကျွန်တော်ဟိုဟာ39
980ခုနှစ်လျှောက်4နှစ်ဆိုတဲ့အဲ့ဖုန်းနံပါတ်လေးမှာ Viber ရှိတယ် Telegram ရှိတယ်တကယ်လို့ငါတို့က Viber နဲ့ Telegram မသုံးလို့ဖုန်းမစိတ်ကယူမယ်ဆိုတဲ့မိတ်ဆွေလေးတွေကတော့ဖုန်းလေးရင်ဆိုဆက်ပေးအားဆိုအဆင်ပြေပါလိမ့်မယ်ကျွန်တော်ရှိမှာဆိုရင်တော့ပတ်တိတစ်မျိုးပဲကျွန်တော်ပြန်ပြီးတော့ခေါ်ပေးထားတဲ့ channel ဟာလေးခဏနာထားเนาะအဲ့တော့ပတ်တိလေးနဲ့ထိထိမိမိလိုချင်တယ်ဆိုတဲ့ကောင်မလေးတွေကကန်လာဆက်လို့ရပါတယ်ဗျကဲအဲ့ကျွန်တော်တို့ကြော်ညာလေးလည်းပြီးသွားပြီဆိုတော့ဘာရှိမလဲဆိုရင်မနက်ဖြန်ကိုအဓိကဆောရမယ်မိန်းတွေဆောရမယ်ကန်တယ်ဒါအဓိကတော့ရှင်းတယ်အဖွဲ့ဝင်တွေဖြစ်စေမဝင်တွေဖြစ်စေတပတ်စာပဲဆော့အဆင်ပြေမယ်ဆိုရင်တော့ဒီကွာလေးတော့ထည့်ဆော့ပြင်တာလေးကအနည်းဆုံးเนาะကိုတို့ကနော်အဆင်ပြေမယ်လို့ထင်တယ်ပြီးတော့ငါတို့ကမိုက်ရဲတယ်ဆိုတဲ့ကောင်မလေးတွေကမိုက်ရှင်တယ်ဆိုတော့ဒီကွာလေးဆော်ကြည့်ပါဗျာအဲ့ဒါကကျွန်တော်ဗာနဲ့ဆိုရင်6ပိုင်နဲ့ကျွန်တော်တို့က6ခုဆိုတော့ကျွန်တော်တကွက်ကောင်းလေးကိုတော့မနက်ဖြန်ကိုအကြိုက်ဆုံးလေးရွေးပေးထားတယ်ဗျာနော်နောက်တစ်ခါကျွန်တော်ပြန်ပြီးတော့ပြောပြမယ်မနက်ဖြန်ကိုကျွန်တော်တို့6ပိုင်နဲ့တကွက်ကောင်းဒီ6ခွန်ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ဘက်ကနေရွေးပေးထားပါတယ်ဗျာအဲ့တော့ကျွန်တော်ပြောရမယ့်ဟာလေးကြီးလည်းအားလုံးပဲစုံပြီလို့ထင်ပါတယ်ကျွန်တော် live လွှင့်ချိန်ကလည်း9မိနစ်ကျော်လေးပဲရှိပါသေးเนาะအဲ့တော့ပြောရမယ့်ဟာလေးလည်းကုန်သွားပြီနောက်ဆုံးအနေနဲ့ပြောချင်တာကဒီ video file လေးကိုเนาะအများမြင်များတွေ့အောင်လို့ share တဲ့ကောင်မလေးတွေက share သွားပြီးတော့လက်မလေးကျွန်တော်မှတ်ရတဲ့ကောင်မလေးတွေကနေသွားပြီးကြပါဦးပြီးတော့ငါတို့ကအခုမှကိုပန်ကြီးကိုပြန်တွေ့ရဆိုတဲ့ချက်မဲ့ဆွေတွေကလည်း channel လေးကို subscribe လေးမလုပ်ရသေးလို့သွားပေးကြပါဦးเนาะဟုတ်ပြီလားကဲအဆင်ပြေတဲ့ကောင်မလေးတွေကတော့เนาะကျွန်တော်အခုပြောတဲ့ကဏ္ဍလေးတွေကိုအဆင်ပြေမယ်ဆိုရင် comment လေးမှာတယောက်တစ်ခုလောက်မှန်းသွားကြပါဦးเนาะငါတို့ကကိုပန်ကြီးကိုအမှန်တကယ်အားပေးရဆိုပြောတာပါဟုတ်ပြီလားကဲဒီလောက်ပဲเนาะအားလုံးပဲမင်္ဂလာရှိရဲ့ညချမ်းလေးဖြစ်ကြပါစေမနက်ဖြန်အဖွင့်နေ့မနက်စေးမှာလည်းကိုထိုးတဲ့ကဏ္ဍလေးကပေါက်ကဏ္ဍဖြစ်ပြီးတော့အားလုံးပဲကျွန်တော်တို့ထပ်တူရကြပါစေဗျာเนาะကဲဘိုင်ဘိုင်အားလုံးပဲเนาะနေ့လေကျွန်တော်တို့နေ့လေတနားရီကျရင်ကျွန်တော်ပြန်ဆုံးကြမယ်เนาะနေ့လေတနားရီကျကျွန်တော် live show လေးနဲ့ပြန်ဆုံးမယ်เนาะနေ့လေအတွက်โอเคဘိုင်ဘိုင်